ယောက်ျားဝင်နေပြမှာတို့ရှင်မရနေကောက်တော့မလို့ဒါဖတ်လို့လမ်းဆိုသဘေးလေးအဲ့လိုသဘေးလေးအားသူပြီးတယ်အဲ့မှာတော့တဲ့မှာဒီချောင်းနဲ့ဒီချောင်းလို့ဒီချောင်းရအေးတော့လာခဲ့ပြီအေးအဲ့တုံးတဲ့ချောင်းနဲ့ဒီချောင်းလို့လာခဲ့ပြီလောက်ရှာရှာလို့ကိုယ်လည်းမဆိုင်ဘူးလေကိုအဲ့စပူရေးတွေစပူလေးပါသွားအေးအဲ့ဒါဆက်တဲ့ရှိတယ်အဆွေအဲ့ဒါဆက်တဲ့ရှိဘယ်လေကိုမယူတာဗောအေးအဲ့လိုဘယ်ကထူလာဦးညမလေးဖတ်သူ့ညမလေးကိုကြောက်သူကနေကိုသူ့မိမနေကိုသူ့ယောက်ျားကိုတန်းပြီးတော့ကြည့်လို့ပြောမှာညလာနဲ့လေးလူကတည်းကတန်းဆွဲသွားတဲ့အချိန်မှာပြီးတယ်သူကနေပေါ့ငါအခုတော့သိတယ်ငါတို့ကဆွဲခံမယ်ဈေးတုံနဲ့နီးလို့ဆိုပုံတင်တော့သိရှိပဲဖေးပါမိလားသူကမင်းတော့သူ့ကစပယ်ဝင်ထဲမှာသေးသွားတာလေဟိုချူမင်းချူရဲ့အကြောင်းလေးပဲမေးသူကတော့ဟာငါလည်းမခံနိုင်ဘူးဆိုတယ်ပြောရုပ်နဲ့ခုံနေကိုဘာသူမနာဆွဲသိတယ်တူတယ်တော့အဲ့ဒီမှာအဲ့ဒါဦးတို့ကလေတကယ်ဦးတို့မြင်လာတော့ဦးကလေလေးလေးဟွာပြီးတော့ဦးကလေးကဘယ်လိုလဲလေးယူနဲ့နားနဲ့ဘာတော့လာလဲလေးကမြေမလေဩအဲ့ဒါဘယ်မောင်နေနဲ့တော့တော့တော့ရောအဲ့ဒါကြောင့်မင်းအဲ့တော့အဲ့ဆိုရင်လေးယူကဘာဖြစ်သွားလေးယူပဲရောဟုတ်လေဘယ်မောင်မင်းတဲ့တာအခုငါပဲမယ်အခုငါလေးယူကရက်တောင်လေးကြည့်မှာဒီတော့ရက်တောင်လေးတော့လေးတော့ဟုတ်ပါလားလေးခမေးဆက်လို့ရဆက်လို့ရဘလို့လေးတော့ပဲဘလို့လေးရတာဘလို့ရတာဘလို့ရတာအဲ့တော့ပြေးကြမရတမိုင်းတော့အားလုံးကရှင်းပြတယ်တွေ့အားလုံးကဘောကြောင်ရှင်းလားအဲ့လေးယူမညာနတ်ဆိုတာလက်လာဘလို့လဲဘယ်လက်လာဘလို့လဲလက်လာလေးယူနေတာဘလို့ရမုံမဲလာလက်လာဘလို့ရဝါဝါညီမနဲ့အမဆိုတက်မှာအမဘလို့ရဲ့လုံးဝကိုရအာတော့မောင်ကြီးမလို့တော့ပြရတယ်ပြမသူ့ကိုအမကိုကြီးထိုးကန်ကြောင်ကြာစပယ်ဦးနော်စပယ်မတည့်မှာစပယ်မန်းအဲ့ဒါစပယ်မမဆက်ပါနဲ့မီးမဆက်ပါနဲ့ဆိုတော့သူ့ကမီးတွေနဲ့လောင်ထားတော့စပယ်ဟာမီးတော့ဟိုနေလေးပွားလေးတော့ပါလေအာကိုကြီးမမပြေရတော့ဟိုလည်းဘာမှအဲ့ဒီဒါငါတို့ကလေဦးသူပြင်တာဟောတာဒေဥဆရာကဟောတာငါတို့ကဒေဥကဦးဆရာဦးသူပြင်တာဒါဦးလေးကလေလေးနေလို့ဦးသွားလို့ဘယ်ဘလို့ဒီပါဘိုးတွေလေးကလေးကငါလိုလူကဘူးကရှိအဲ့ဒါဟောတာငါကျမမကောက်တယ်လာတာကဘာလို့လဲဘယ်ကွနည်းနည်းဖဲသားမကောင်းဘယ်အောင်လို့ကြဘယ်လိုဘိုးဘယ်လိုတားသမိုင်းတော့ဟောတာမင်းဘောနည်းနည်းမလွတ်ဘူးကောင်မင်းနေဟိုဘက်ကိုပဲမေကြတော့မေကြလောက်ဆွဲသေးတယ်မေကြပါဘောတော့ဖယ်လိုက်သေးကျန်တယ်သူတမိုင်းတော့မေကြမေကြဟာဘောဖယ်လိုက်သေးတာတခါတူကနေဘောဖော်လိုက်ဖယ်လိုက်သေးမနေလေးမတူမတော့မနေလေးလာပြီမနေလေးပါဘူးမနေလေးဘလို့လေးမနေလေး